Hello အားလုံးပဲမင်္ဂလာပါ Daily Dose by Curie Channel ကကြိုဆိုပါရစေ။ Curie ရဲ့နေ့စဉ်ဘဝမှာအကြည့်တက်ကဘယ်လောက်ထိအရေးပါသလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်။လူတစ်ယောက်ဟာအကြည့်တက်ရှိတယ်မရှိဘူးဆိုတာကို Curie တို့ကပြောလို့ရှိပါတယ်။ဒါဆိုရင်အကြည့်တက်ဆိုတာကဘယ်လိုမျိုးလဲ။ကြည်လင်တဲ့တန်ရှင်းစင်ကြယ်တဲ့ငြိမ်းချမ်းခြင်းတို့ပေါင်းစပ်ထားတဲ့ခံစားချက်တစ်ခုပဲဖြစ်ပါတယ်။လူတစ်ယောက်ဟာအကြည့်တက်ရှိမရှိဘယ်လိုသိနိုင်မလဲစိတ်ဖိစီးမှုအဆိုးရင်ပူပန်မှုတွေနေပြီးတော့အတွေးတွေကကြည်လင်နေမယ်ခန္ဓာကိုယ်ကလည်းပေါ်ပါချက်လက်ပြီးတော့ကျန်းမာတယ်ပတ်ဝန်းကျင်ကသူတွေပေါ်ကိုအပြုသဘောဆောင်တဲ့စွမ်းရည်တွေပေးနိုင်တယ်ပြဿနာတွေကိုသင်ခန်းစာအဖြစ်နဲ့မြင်တတ်တဲ့အကောင်းမြင်စိတ်နဲ့ဖြေရှင်းနိုင်တယ်ကိုချင်းစာစိတ်ရှိပြီးတော့အခြားသူတွေပေါ်ကျင်နာတတ်တာပဲဖြစ်ပါတယ်ဒီလိုအကြည့်တက်ရှိတဲ့သူတယောက်ဖြစ်ဖို့ခီရိုရဲ့နေ့စဉ်ဘဝလေ့ကျင့်ကောင်းတွေနဲ့ဖန်တီးတည်ဆောက်လို့ရပါတယ်။နေ့စဉ်မိနစ်အနည်းငယ်လောက်အချိန်ပေးပြီးတော့ကိုယ့်ရဲ့အတွေ့အတွေကိုငြိမ်ငြိမ်ကလေးစောင့်ကြည့်တာပြစ္ဆုတ်ပံမှာနေထိုင်တတ်အောင်လေ့ကျင့်တာဒါတွေကစိတ်ကိုကြည်လင်စေတဲ့လေ့ကျင့်ကောင်းတွေပဲဖြစ်ပါတယ်။နနက်ခင်းနဲ့ညနေဘက်တွေမှာပြင်ပထွက်ပြီးတော့လမ်းလျှောက်တာသဘာဝတရားကိုခံစားတာလေကောင်းလေသန့်ရှူတာဒါတွေကလည်းစိတ်ကိုကြည်လင်စေတဲ့လေ့ကျင့်တွေပဲဖြစ်ပါတယ်။နေ့စဉ်အချိန်နှဲငယ်ပေးပြီးတော့ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ပေးတာကလည်းစိတ်ကိုလန်းဆန်းကြည်လင်စေပါတယ်။ကြုံတွေ့ရတဲ့သိငယ်တဲ့အရာလေးတွေကိုတော့ကျေးဇူးတင်တတ်တဲ့စိတ်ထားရှိခြင်းကလည်းအကောင်းမြင်စိတ်ကိုတိုးပွားစေပြီးတော့စိတ်ကိုကြည်လင်စေတဲ့လေ့ကျင့်တစ်ခုပဲဖြစ်ပါတယ်။အခုညီလိုအပ်တဲ့သူတွေကိုကူညီပေးတာပရဟိတလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်တာကလည်းကိုယ့်ရဲ့စိတ်အကြည်ဓာတ်ကိုတိုးပွားစေတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ကိုယ့်ရဲ့စိတ်ကိုအစိတ်တောက်ဖြစ်စေတဲ့အတွေးအခေါ်တွေပတ်ဝန်းကျင်တဲ့လူတွေကြီးကနေပြီးတော့တတ်နိုင်သမျှကင်းအောင်နေရမှာဖြစ်ပါတယ်တကယ်လို့ကင်းအောင်မနေနိုင်ဘူးဆိုရင်တော့စီတစ်ခုထားပြီးတော့ဆက်ဆံရမှာဖြစ်ပါတယ်လုံလောက်စွာအိပ်ဆက်အနားယူခြင်းကလည်းစိတ်ကြည်လင်စေဖို့အကြည်ဓာတ်ရရှိဖို့အတွက်ကောင်းမွန်တဲ့အလေးအကျင့်ကောင်းအရေးကြီးတဲ့အလေးအကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်အကြည်ဓာတ်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့သိရှိနားလဲခြင်းနဲ့အချိန်လေးပေးနိုင်နေဆိုရင်တော့ခီရီကဒီအကြည်ဓာတ်ဆိုတဲ့စာအုပ်ကလေးကိုဖတ်ကြည့်ဖို့ညွှန်ပေးချင်ပါတယ်ခီရိုရဲ့ဘဝမှာမှောင်မိုက်တဲ့နေ့ရက်တွေအခက်အခဲတွေအနေအမြင့်တက်ကြတွေဆိုတာကကြုံတွေ့ရနိုင်တာပဲဖြစ်ပါတယ်ဒီလိုကြုံတွေ့လာတဲ့အခါမှာဘလို့နည်းလမ်းနဲ့ရင်ဆိုင်မလဲဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုဖြစ်ပြီးတော့အရန်ကုန်မှအရေးကြီးပါတယ်အဆိုးမြင်စိတ်အပြစ်တင်စိတ်တွေနဲ့ရင်ဆိုင်တဲ့အခါမှာကြုံတွေ့နေရတဲ့ပြဿနာတွေကလည်းပိုပြီးတော့ခက်ခဲလာမှာဖြစ်တယ်။ဒါကြောင့်အကောင်းမြင်စိတ်အကြည်ဓာတ်ကလေးနဲ့နေ့စဉ်ဘဝအခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့အတွက်အလေးအကျင့်ပြုလုပ်ထားဖို့လိုအပ်ပါတယ်။ဒီနေ့ဒီဗီဒီယိုလေးမှာအကြည်ဓာတ်အကြောင်းကိုအနည်းငယ်တော့သိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ See you